ညနေခင်းဆိုရင်လူမြဲစီပြီးတော့ဈေးနှုန်းလဲတင်တဲ့အကင်းဆိုင်လေးတစ်ဆိုင်အောင်ခေါ်တော့ပါမယ်။ဒီဆိုင်လေးကဖွင့်လာတာလဲနှစ်ပေါင်းမနေတော့ဘူးဆိုတော့ဘူတထောင်တစ်ဝိုက်ကသူတွေဆိုရင်တော့ဒီဆိုင်လေးကိုမသိရသူကမရှိသလောက်ပါပဲ။ဒီဆိုင်လေးမှာဆိုရင်ဝက်သားအမဲသားလွဲပြီးတော့ကြက်သားကြက်မဲရေဘဝဲငါအသားတူနဲ့အသီးရွက်လေးတွေရတယ်။ကျက်အရီကွန်ကျက်အိုကျက်တောင်ပန်းကျက်ပေါင်ဆိုပြီးတော့ကျက်သားနဲ့ပတ်သက်တာလေးတွေကတော့တော်တော်လေးကိုစုံပါတယ်အသီးရွက်တွေအနေနဲ့ကတော့အာလူးကြာဆွဲရုံးပရိသီးနှစ်တရာသီးလေးတွေရှိတယ်အရွက်တွေအနေနဲ့ကတော့ရွေးစရာတော့တိတ်ပြီးများများဆဆမရှိဘူးဒီကိုက်လက်ကင်လေးဆိုလဲတော်တော်လေးကိုစားကောင်းတယ်အရွက်ကင်ဆိုပြီးတော့အရွက်ကြီးကိုကင်ပြီးတော့ပဲဒီတိုင်းလာချပေးတာမျိုးမဟုတ်ဘူးပေါ့နော်ဒီအရွက်ကင်လေးနဲ့တွဲစားဖို့ကိုသူကငရုတ်သီးအနှစ်လေးပါတွဲပြီးတော့ချပေးတယ်ဒီငရုတ်သီးအနှစ်ဆိုရင်ငါးကင်တဲ့အခါမှာငါးပိုက်တယ်ကိုအစာသွတ်တဲ့အနှစ်လိုပုံစံမျိုးလေးပေါ့နော်အဲ့ဟာလေးကလည်းဒီအရွက်ကင်လေးနဲ့တွဲစားလို့တော်တော်လေးကိုလိုက်ပါတယ်အကင်စားပြီဆိုရင်နောက်ထပ်အရေးကြီးတာတစ်ခုကအချင်းကောင်းဖို့လိုပါတယ်အကင်ဘလောက်ပဲကောင်းကောင်းအချင်းမကောင်းဘူးဆိုရင်ဒီအကင်ကအရသာတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်ဒီဆိုင်ကအချင်းလေးရဆိုရင်မကြီးနေလေးနဲ့လှုပ်ထားတာဖြစ်ပြီးတော့ဒီသူ့ဆိုင်ရအကင်လေးနဲ့တွဲစားမယ်ဆိုရင်တော်တော်လေးကိုလိုက်ဖက်တယ်အကင်နဲ့စားဖို့ဆိုရင်ဒီအချင်းအပြင်ကိုမှသခွားသီးစိတ်လေးတွေလည်းပေးတယ်ဒီသခွားသီးစိတ်လေးတွေကတော့ကုန်သွားလို့ရှိရင်လိုတလောက်ထပ်ပြီးတော့ယူလို့ရပါတယ်နောက်ပြီးတော့ဒီဆိုင်ရဲ့အကင်လေးတွေကကင်ထားလို့ဆိုပြီးတော့6ကြီးဖြစ်မသွားဘူးပေါ့နော်မကင်မှလည်းဒီလိုမျိုးမဆလာအနှစ်ရည်လေးနဲ့တုပ်ပြီးတော့မှကင်တယ်ကင်ပြီးသွားတဲ့အခါမှာလည်းဒီလိုအရည်လေးနဲ့ပြန်တုပ်ပေးတာဆိုတော့အကင်လေးတွေကဆူဆူအေးအေးလေးနဲ့အရသာလေးလည်းဝင်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ငါးကင်ကတော့ဒီဆိုင်မှာရောင်းကောင်းတဲ့ထဲမှာပါတယ်ငါးကိုမကင်ခင်တွေကသူတို့ကဒီအစပလာတွေနိုင်နဲ့တေချာနှက်နေပြီးတော့မှကင်ပေးတာဆိုတော့သူ့ရဲ့ငါးကင်ကလုံးဝမနှီးပါဘူးပြီးတော့ဒီငါးအကောင်ဆိုင်ကလည်းမသေးနေဘူးပေါ့နော်ကြီးတဲ့ထဲမှာပါတယ်ဒီငါးကင်တစ်ကောင်ကတော့2000ပါဒီကြက်ချောင်းဟင်းကတပွဲမှာကြက်ချောင်း3ချောင်းပါပြီးတော့တပွဲကို2500ပေးရပါတယ်အရသာကတော့ကြက်ပြုတ်ရခက်ချစ်အရသာမျိုးပဲအချိုနဲ့ချင်းဆက်ဆိုပြီးတော့2မျိုးရပါတယ်
ဒီဆိုင်လေးကအရင်တော့စိန်ဘောကျောင်းသားမှာဖွင့်ခဲ့တာဖြစ်တဲ့အတွက်စိန်ဘောကကင်ဆိုင်လို့လည်းတော်တော်များများသိကြတယ်။အခုကတော့တင်ဖြူလန်းနဲ့မဟာဗန္ဓုလလန်းတောင်မှာညနေ4 နာရီလောက်ဆိုစပြီးတော့ဖွင့်ပါပြီ။စဖွင့်နေရဆိုရင်နှစ်ပေါင်း20ကျော်လောက်ရှိပြီဆိုပေမဲ့လက်ရကလည်းမပြောင်းသေးသလိုမျိုးညနေခင်းဆိုရင်ဒီနားမှာလူတွေကလည်းစီကားနေတော့မှာပဲ။အခုကတော့စားနေကြဆိုင်လေးလည်းဖြစ်တဲ့စားလို့လည်းကောင်းတဲ့အကင်ဆိုင်လေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးအစားအသောက်တွေအကြောင်းနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ထားအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။